အားလုံးပဲမင်္ဂလာပါကျွန်တော် James ပါဒီကနေ့ကျတော့ကျွန်တော်ပတရားမှာရှိတဲ့ရေပေါ်ဆေးတွားမှာပေါ့နော်ကျွန်တော်ရဲ့ဒီနေ့တာရေပေါ်ဆေးမှာဘယ်လိုလဲခဲလဲဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြအောင်ခင်ဗျာသူစီမှာကျတော့ရေပေါ်မှာလောက်ထားတာဆိုတော့သူစီမှာလေးပတ်စရာပဲအများကြီးရှိပါတယ်သူမှကျတော့ဒီလိုကေရီရောင်းတဲ့လက်ဆောင်ပစ္စည်းပေါ့နော်လက်ဆောင်ပစ္စည်းတော်လေးရှိပါတယ်ကိုကကျတော့ဒီမှာကျတော့အလေးလာဆိုတော့ပတ်စံတော်တွေတော့ကုန်မှာပေါ့နော်ဝေးစရာတွေများနေဆိုတော့လေးတွေပေါ့နော်စကုတ်ကြီးဒီမှာကျတော့သူရိုးရပစ္စည်းတွေပြီးရင်ဒီအင်ဂျီရောပါလို့ပေါ်ရောင်းနေတာပေါ့ဒီစားမှာအခုဒီမှာဘိုက်စားနားမှာကုတီစားမှာကုတီစားမှာဒီရောငါပါရေးတယ်ချင်းပေါင်းအရင်ချင်းပေါင်းဟောပါကိုကျတော့ Chinese tea ဘာဒီဒါကျတော့မဲ့တမင်နဲ့လုံးဒီဒါအောင်ကြီးဒါကျတော့ချင်းပေါင်းအောင်ကြီးနမခောက်นึงใช่ปลาเนืองมะพร้าวเนืองအခုကျတော့ဒီရေပေါ်စင်းမှာညနေစာလာစားတော့ပေါ့နော်ဟုတ်ကြည့်လိုက်တော်တော်လေးထိုင်ရတယ်ဆိုလုံးဟိုရွာဘက်ကစားတော့ဆိုင်ကရောက်နေတယ်လို့ပဲတော်တော်လေးထိုင်ရတယ်လေးတစ်ဖြစ်နေတော့နေဆိုင်စားလိုက်တော့ပဲကျန်တဲ့ဒီနေ့လည်းစား รู้ไหมว่าคนอื่นทั้งป่าเนี่ยNgade ko masala kaya na.ကျတော့လုံးဝအမျိုးရိုးရာတခုအမျိုးရွာဘက်ကအမျိုးနေရောက်သွားတယ်လို့ပဲကျွန်တော်တို့အခုဒီမှာစတဲ့ပင်လောက်မှလည်းမထင်
တာယာနေတော့တော့လေတိုက်သွားတယ်ဒါမှမဟုတ်အဲ့ဒီတရားကကြတော့ဟိုကတွားလို့မရတော့ကြည့်ရတာနည်းနည်းဦးပြီးဆိုတော့ဒီတော့ဒီမျိုးဆရာတက်လို့ရမှာချင် อยู่เจลำพูมาใส่มากับผู้บ่าวนาน้องพี่ที่ห้องแม่ห้องเด็กอย่างนาพี่จะคอยอยากอายน้ำตาห้องก็รับมาเป็นน้องแต่มือนี้สิได้น้องให้หวนเราเป็นการสั่งยาผู้สาวในจังหวะน้ำยาเดือนน้ำตาแอบแรงก็แรงเป็นเสียแรงอีชอบพี่น้ำผู้ชายไม่จะส่งที่บ้านน้ำแม่ไทยไม่เคยตกว่าเป็นการจงมา တော့ကျတော့ဈေးလာရောင်းတာရေပေါ်မှာဆိုတော့သူကလေနေပေါ်လာလေနေလာရောင်းကြတယ်။နောက်ရှော့ကျတော့ဒီဘက်ကျတော့အထည်တွေဒီတိုင်းရိုးရပစ္စည်းတွေရောင်းနေတော့ စေကအရှိဘူး